ခမားတို့သတိထားစရာလေးတစ်ခုပြောပြမယ်နက်ခတ်ပေတင်သဘောတရားအရာအခုလာမယ်29ရက်2လ2026မှာဗုဒ္ဓဦးချိုဟာကုံရသည်မှာဝက်ကြသွားဖို့ရှိတယ်ဝက်ကြသွားတယ်ဆိုတာပြောင်းပြန်သွားတာဗုဒ္ဓဦးချိုကြီးကတော့ပြောင်းပြန်မသွားဘူးလှမ်းကြည့်ရတဲ့အမြင်သဘောတရားအရာဗုဒ္ဓဦးချိုကနောက်ပြန်သွားသလိုနှေးသွားတာပေါ့အမြင်သဘောတရားအရာဒီနေရာမှာတော့ကျွန်တော်ဒီလောက်ပဲရှင်းပြအဲ့လိုမျိုးဒါလောကီပညာသဘောတရားအရာတော့ပြောင်းပြန်သွားတယ်လို့ယူဆ retrograde နော်ဝက်ကြသွားတယ်အဲ့လိုသွားမယ်ဆိုတဲ့အချိန်မှာဘာဖြစ်လာနိုင်လဲဆိုတော့ချစ်သူတွေသမီးစားတွေအိမ်တော်ရေးတွေပါစကားများတာတွေရံဖြစ်တာတွေအဆင်မပြေတာတွေဖြစ်လာတတ်တယ်ပုံရူးဂျိုဆိုတာဆက်သွယ်ရေးဂျိုဖြစ်တယ်နော်ပေါင်းစည်းရေးဂျိုဖြစ်တယ်အဲ့ဒီဂျိုဟာနောက်ပြန်သွားတယ်ဆိုတဲ့အမြင်ရှိတယ်ဆိုရင်သတိထားရတယ်အဲ့တော့အဲ့လိုအခြေအိမ်တော်ရေးတွေအိမ်တွင်းရေးတွေမှာမသားရတတ်ဘူးဗျအဲ့တော့ဘာတွေလုပ်တင်တယ်လဲဆိုတော့ဒီကာလမှာအဲ့ဒီကာလမှာဒီပုံရူးဂျိုနောက်ပြန်သွားတဲ့ဝက်ကြသွားတဲ့ဒီ29ရက်2လ2026ကနေစပြီးတော့ကိုကလေဒီနေ့စဉ်အဆင်ပြေစေခြင်းနဲ့စီးပွားရေးတွေအဆင်ပြေစေခြင်းနဲ့အိမ်တွင်းရေးတွေတာယာစေခြင်းနဲ့ဆိုလို့ရှိရင်အနီရောင်ပါတဲ့အေးအေးတစ်ခွက်ကိုအဲ့ဒီနေရာနေစပြီးတော့ဘယ်နေ့ကပ်ပေါ့ဗျာအဲ့ဒီတစ်ပတ်အထက်မှာကတ်လူပူဇော်လိုက်အခက်ခဲအချက်တဲတွေလွတ်ကင်းသွားလိုက်မယ်သတိထားမယ်ကိစ္စလေးမလို့ကျွန်တော်မိတ်ဆွေတွေကိုသတိပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်